မင်္ဂလာပါဒီနေ့ဖျားသခင်ရဲ့ဂျေဇုတော်ကြောင့်အနည်းငယ်ဝင်ငါချင်ပါတယ်ယောမဩဝရစာအခန်းကြီး9အခန်းငယ်20ထိုမှတပါပြည့်ညက်တရားဤတဖန်ဝင်သဖြင့်ပြစ်မှားတော့ပြစ်ပွားများဤဒုတ်တော်လည်းပြစ်ပွားများဤအရာမှာဂျေဇုတော်တာ၍ကျွယ်ဝဤဖတ်တော်တဲ့နှုတ်ကပတ်တော်အဖြစ်ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေဂျေဇုတော်ဆိုတာဟေဗြဲစကားနဲ့ hesed လို့ခေါ်တယ်အဓိပ္ပာယ် unearned undeserved unmerited favor ကိုမထိုက်တန်ပဲနဲ့ရတဲ့ကောင်းချီးမင်္ဂလာကိုလုတ်ကိုမထိုက်တန်ပဲနဲ့ရတဲ့ကောင်းချီးမင်္ဂလာအခါမဲ့ရတဲ့ရာကိုယ့်ရဲ့ကောင်းမှုကုသိုလ်မပါပဲရတဲ့မျက်နှာတာဆိုတော့ဂျေဇုတော်ဆိုတာအတိပယ်ဟေဗြဲလူမှာကြတော့ကိုအခါမဲ့နဲ့ရတာကိုကဘာမှအဖူးခမပေးပဲနဲ့ရတာနံပါတ်1မှာကြတော့ကိုကမထိုက်တန်ပဲနဲ့ရတာနံပါတ်3မှာကြတော့ကိုယ့်ရဲ့ကောင်းမှုကုသိုလ်မပါပဲနဲ့ရတဲ့မျက်နှာတာအမြင့်ဆုံးသောမျက်နှာတာအဲ့ဒါကျွန်တော်တို့ဂျေဇုတော်လို့ခေါ်တယ်ဒါကြောင့်ဂျေဇုတော်ဆိုတာကကျွန်တော်တို့အခမဲ့ရတယ်ဆိုတာကျွန်တော်တို့နားလည်ဖို့ရန်ဒီနေ့အနည်းငယ်ဆွေးနွေးသွားမှာဖြစ်တယ်ခုနကျွန်တော်ဖတ်တဲ့ကျမ်းစာထဲမှာအပြစ်ပွားများတဲ့အရာမှာတဲ့ဂျေဇုတော်တာ၍ကျွယ်ဝတယ်ဂျေဇုတော်တာ၍ကျွယ်ဝတယ်ဆိုတဲ့နေရာအပြစ်ပွားများတာကြတော့ Greek မူရင်းမှာကျတော့တဘာဝအတိုင်းပဲပွားများတယ်ဒါပေမဲ့ဂျေဇုတော်တာ၍ကျွယ်ဝတယ်ဆိုတဲ့နေရာမှာကြတော့တဘာဝလွန်ကဲပြီးမှ Greek လိုနဲ့ဆိုတော့ Huperperiso တဘာဝလွန်ကဲပြီးမှပွားများတဲ့ဂျေဇုတော်ဆိုမှကျမ်းစာထဲမှာပေါ်ပြထားတယ်အဲဒါကြောင့်ဂျေဇုတော်ဆိုတာကျွန်တော်နားလည်အောင်ကိုင်နာသူ့ညီအာဗီလာကိုတတ်တယ်သူကလူတတ်တမတကယ်လူစုကြီးသူတော်သားရတယ်ဆိုတာလဲကျမ်းစာထဲမှာမပါဘူးလူတတ်တမဖြစ်ပေမဲ့ဖျားသခင်ကသူ့ကိုမထားခဲ့ပဲနဲ့ဖျားသခင်ကသူ့ကိုစကားပြောတယ်ကိုင်နာကိုထိတဲ့လူရှိရင်ဖျားသခင်ကခုနစကလေးစားချင်တယ်ကိုင်နာကိုထိလို့မရအောင်ကိုင်နာရဲ့အပေါ်မှာအမတ်သားတွေပေးတယ်အဲ့ဒါဘာကြောင့်လဲသူကလူဆိုးပဲသူ့ညီအရင်တော်မှတတ်တဲ့လူပဲဒါမဲ့ဂျေဇုတော်အဖြစ်ဖျားသခင်ကကိုင်နာကိုတိမ်ပိုက်လိုက်တယ်ဂျေဇုတော်အဖြစ်ဖျားသခင်ကကိုင်နာကိုဘယ်လောက်ထိချစ်ချမ်းကိုဖော်ပြထားတယ်အဲ့ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ဗာတိဖို့လိုလဲဆိုကိုင်နာလူတတ်ဖြစ်ပေမဲ့အကြီးမားဆုံးသောပြစ်မှုကိုကျူးလွန်တော်သူဖြစ်ပေမဲ့ဘုရားသခင်ကသူ့ကိုစကားပြောတယ်ဘုရားသခင်ကသူ့ကိုမထားခဲ့ဘူးလူတတ်သမားပါဆိုမှဘုရားသခင်ကစကားမပြောတော့တာမဟုတ်ဘုရားသခင်ကစကားပြောတယ်ဂျေဇုတော်ဆိုတာအဲ့ဒါပဲအပြစ်ပွားများတဲ့အရာမှာဂျေဇုတော်တာ၍ကြွယ်ဝတယ်ဆိုတာအဲ့ဒါဖြစ်တယ်ဆိုတော့ဟာဂရကသူ့ရဲ့သခင်မကိုမထီမဲ့မြင်ပြုတ်တယ်သခင်မစိတ်နာအောင်လဲလုပ်ခဲ့တယ်သူ့မှာကလေးမရှိဘူးငါမှကျတော့ဣရှမဲတားလေးငါရထားတယ်အဲ့ဒါကြောင့် तू ကအမျိုးမဖြစ်တယ်ဆိုမှ तू ကသခင်မကိုမထီမဲ့မြင်ပြုတ်ခဲ့တယ်အဲ့ဒါနဲ့အိမ်ကနေမောင်းထုတ်ခြင်းခံရတယ်အာဗြဟံမအိမ်ကနေမောင်းထုတ်တော့ရီတဘိုးနဲ့ तू ကထွက်သွားတယ်အဲ့တော့ရေစာလာတဲ့အခါမှာသူ့သားငိုတယ်အဲ့ဒါကြောင့်ရေစာလို့တီမယ်ဆိုတာ तू ကတီတော့ तू တီတာမမြင်ရက်လို့အဝေးတနေရာခြုံပုတ်အောက်မှာထားတာကလေးရဲ့ငိုတန်ကိုဘုရားသခင်ကကြားလိုက်တယ်အဲ့တော့ကလေးငိုတန်ကိုဘုရားသခင်ကကြားလိုက်တော့ဘုရားကဘာလုပ်ပေးလဲဆိုတော့ဟာဂရရဲ့မျက်စိကိုဖွင့်ပေးပြီးတော့မှရည်တွင်းတွင်းကိုတွေ့စေတယ်ဒီနေရာမှာပြောချင်တာကဘာလဲဆိုတော့ဟာဂရစိတ်ပူတာကရေတဘိုးရဖို့ तू ကစိတ်ပူတာဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့မျက်စိဖွင့်ပေးလိုက်တော့ရေဘူးပဲမဟုတ်ပဲနဲ့ရေတွင်းဘုရားသခင်ကရေတွင်းတွင်းကိုပြင်ဆင်ပေးတယ်အဲ့တော့ဟာဂရကအပြစ်မရှိဘူးလားအပြစ်ရှိတယ်သူ့သခင်မကိုမထီမဲ့မြင်ပြုတ်တယ်ဂယုမဆိုင်တော့ဘူးသူအစီခံမဆိုတာမြည်သွားတယ်အဲ့တော့အပြစ်ရှိတယ်ဒါပေမဲ့ဘုရားသခင်ကအပြစ်ရှိတဲ့ဟာဂရအတွက်ဘာလို့ပေးလဲရေတွင်းတွင်းကိုပြင်ဆင်ပေးတယ်ယနေ့ဂျေဇုတော်ဆိုတာအခမဲ့ရတယ်ဆိုတာအဲ့ဒါပဲသူကထိုက်တန်လို့ရတာမဟုတ်မထိုက်မတန်ပဲနဲ့ရတဲ့ရည်တွင်းအဲ့ဒါကြောင့်ရည်ဘူးတဘူးနဲ့စိတ်ပူတဲ့လူကိုလည်းဘုရားသခင်ကရည်တွင်းတွင်းကိုပြင်ဆင်ပေးတဲ့ဘုရားရှင်ဖြစ်တယ်ထို့ဘုရားရှင်ရဲ့ဂျေဇုတော်တာ၍ဘုန်းကြီးပါစေဆိုတော့ဒါဝိရဲ့တက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာဒါဝိကအပြစ်လုပ်တယ်မှန်တယ်ဘတ်ရှေဘနဲ့သူအိတ်တယ်ဥရိယရဲ့မျိုးသမီးကိုသူကခေါ်ခိုင်းလိုက်တယ်သူအိတ်တယ်ပြစ်မှားတယ်သူတို့ရတဲ့ကလေးကသေတယ်အားလုံးကသိတယ်ဒါဝိကသူ့ရဲ့တက်တာတစ်ခုလုံးမှာတစ်လျှောက်လုံးမှာအပြစ်တစ်ခုပဲလုပ်တယ်ဆိုမှကျမ်းစာမှတန်းတင်ထားတယ်အဲ့တော့ဒါဝိကအပြစ်လုပ်တယ်မှန်တယ်သူများရဲ့မယားကိုခိုးတာမှန်တယ်သူ့ယောက်ျားဥရိယကိုလည်းတီအောင်စစ်ပွဲမှာစီတန်မှာသူ့ပုလိုက်တယ်
ကြောင့်ဒီဒါဝိဒ်ကကောက်ကျစ်ညက်လက်ရှိတယ်သူလူချင်းနဲ့ဘတ်ရှဘာကိုလည်းမရရတဲ့နည်းနဲ့ယူတတ်တဲ့ဒါဝိဒ်ဖြစ်တယ်မားတယ်ဒါပေမဲ့အဲ့ဒီပြစ်မှားတဲ့ဒါဝိဒ်ကနောင်တရတယ်ဘုရားသခင်စီမှာပြန်လှည့်လာတယ်ပြီးတော့မှအဲ့ဒီသူနဲ့သူပြစ်မှားတဲ့ဘတ်ရှဘာနဲ့တခါပြန်ပြီးတော့အိတ်လာတဲ့အခါမှာကဘာမှာပညာတတ်ဆုံးမင်းကြီးဆိုလမွန်မွေးဖွားခွင့်ဘုရားရှင်ကပြင်ဆင်ပေးတယ်ဂျေဇုတော်မကုံဆုံးနိုင်ဘူးဆိုတာဒါပဲအဲကြောင့်ပြစ်မှားတဲ့လူနှစ်ယောက်ကပြန်အိတ်တဲ့အခါမှာတကဘာလုံးအတွက်အမွန်မျက်ဆုံးအကြီးမျက်ဆုံးဘယင်ပညာတတ်ဆုံးဘယင်အချမ်းသာကြွယ်ဝဆုံးတော့ဘယင်အဲ့ဒီပြစ်မှားတဲ့နှစ်ယောက်ထဲကနေဘုရားသခင်ကမွေးဖွားခွင့်ကိုပေးထားတယ်အဲ့ဒါကဂျေဇုတော်ဖြစ်တယ်ဒါကြောင့်ဒါဝိဒ်ကပြစ်မှားပြီးတဲ့နောက်ပိုင်းမှာဂျေဇုတော်ကုန်ပြီလားမကုန်သေးဘူးအဲကြောင့်ဘုရားသခင်ရဲ့ဂျေဇုတော်ဘယ်တော့မှမကုန်ခါနိုင်ဘူးဆိုတာအဲ့ဒါအဲကြောင့်ဒါဝိဒ်မမားဘူးလားမားတယ်အပြစ်ပွားများတဲ့ຢာမှာဂျေဇုတော်ကတာ၍ကြွယ်ဝတယ်ယေရှုခရစ်တော်ကပြည်တရုပ်ကိုခေါ်တဲ့အခါမှာသူကအရာခတ်သိမ့်သိမြင်တဲ့ omniscient ဘုရားဖြစ်တဲ့အတွက်ကြောင့်ပြည်တရုပ်ကယေရှုခရစ်တော်ကိုငြင်းမယ်ဆိုတာသူကကြူတိနေတယ်ပြည်တရုပ်ကဓာကိုထုတ်ပြီးမှယစ်ပရောဟိတ်ရဲ့စေခံနှစ်ရွက်ကိုဖြတ်မယ်ဆိုတာသူကကြူတိနေတယ်ဒါပေမဲ့ပြည်တရုပ်ကိုခေါ်လိုက်တယ်အဲကြောင့်ခေါ်လိုက်တော့ယေရှုခရစ်တော်ဖန်ခံတဲ့ညမှာပြည်တရုပ်ကသူ့ရဲ့ပစတ်နဲ့ယေရှုခရစ်တော်ကို၃ကြိမ်တိတိညင်းပယ်လိုက်တယ်ငါမသိဘူးအဲ့ဒီကောင်းဘယ်ရလဲဆိုတာငါမသိဘူးဆိုမှအစီခံမတယောက်ကိုကြောက်လို့သူကယေရှုခရစ်တော်ကို၃ကြိမ်ညင်းပယ်လိုက်တယ်အဲ့ဒီညင်းပယ်တဲ့သူ့ရဲ့ပစတ်နဲ့ပဲနောက်ရက်ပေါင်း53ရက်လောက်ကြာတဲ့အခါမှာပင်တကုတ်တဲ့နေ့မှာတရားဟောတော့လူ3000ကပြောင်းလဲလိုက်တယ်အဲ့ဒါကြောင့်ပြည်တရုပ်ရဲ့အားနဲ့ချက်တာပါလဲဆိုတော့သူ့ရဲ့ပစတ်ကနေယေရှုခရစ်တော်ကိုညင်းပယ်ခြင်းသူအပြစ်မလုပ်ဘူးလားသူ့ရဲ့ပစတ်ကနေယေရှုခရစ်တော်ညင်းပယ်တဲ့အတွက်ကြောင့်သူအပြစ်သားဖြစ်တယ်ဒါပေမဲ့အပြစ်ပွားများတဲ့ຢာမှာဂျေစုတော်တာ၍ကြွယ်ဝတဲ့အတွက်ကြောင့်ပြည်တရုပ်ကပင်တကုတ်တဲ့နေ့မှာတရားဟောတော့လူ3000ချက်ချင်းပြောင်းလဲပြီးမှပြည်တရုပ်ကိုဘုရားသခင်ကအံ့ဩဖွယ်ရနမိတ်လက္ခဏာအဖြစ်အသုံးပြုတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒါကဘာလဲဂျေစုတော်ပဲအခမဲ့နဲ့ရတာမထိုက်တန်ပဲနဲ့ရတာနောက်ဆုံးမှာဘာလဲဆိုတော့ကိုယ့်ရဲ့ကောင်းမှုကိုသူမပါဘဲနဲ့ရတဲ့မျက်နှာသာဖြစ်တယ်အဲ့တော့မောဆက်အပြစ်မရှိဘူးလားဘုရားသခင်ကကြောက်တုံးကြီးကိုပထမဆုံးတွေ့တဲ့အခါမှာရေထွက်လာအောင်ရိုက်ခိုင်းတယ်ဒါပေမဲ့ဒုတိယအကြိမ်အဲ့ကြောက်တုံးကိုတွေ့တဲ့အခါမှာဘုရားသခင်ကမရိုက်ခိုင်းတော့အမိန်ပေးပါရေထွက်လာမယ်လို့ပြောတယ်အဲ့ဒါနဲ့မောရှေကစိတ်ဆိုးပြီးတော့မှကြောက်တုံးကြီးကိုရိုက်လိုက်တယ်ရိုက်လိုက်တော့မောရှေကဘုရားခိုင်းတာကအမိန်ပေးဖို့သူလောက်တာကကြောက်တုံးကြီးကိုရိုက်လိုက်တာအဲ့ဒါကြောင့်သူ့မှာပြစ်မရှိဘူးလားရှိတယ်ဒါပေမဲ့ရေကထွက်တယ်ဤဒီလာလူမျိုးတွေတောက်ဖို့ရေကစီးဆင်းလာတယ်အဲ့ကြောင့်မောရှေရဲ့အပစ်ကဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာရေကိုရက်တော့မလုပ်ခဲ့ဘူးအဲ့ကြောင့်ယနေ့ကျွန်တော်အားလုံးသိရမှာဂျေစုတော်အဖြစ်ဆိုလို့ရှိရင်ကောင်းကြီးမင်္ဂလာတောက်လျှောက်စီးဆင်းတယ်ဒါကြောင့်ကျွန်တော်ပြည့်ညက်တရားထဲမှာမနေဘဲနဲ့ဂျေစုတော်ဘက်မှာအသက်ရှင်သွားလာလို့ရှာဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းတယ်ဂျေစုတော်ရာမှာအပြစ်များလည်းပဲလွတ်စေပြည့်ညက်တီမှာကြတော့အပြစ်တစ်ခုကြောင့်ဒဏ်ခံစီကိုစီရင်တဲ့ဂျေစုတော်ရာမှာကြတော့အပြစ်များလည်းပဲအပြစ်မရှိတော့ဘူးမဟုတ်ကဲတဲ့ချင်းရပြည့်တဲ့နောက်ပိုင်းမှာတခါမှမမားတော့ဘူးဆိုမှလည်းစိတ်ချမှုနဲ့ယေရှုခရစ်တော်ကကျွန်တော်ကိုခေါ်တာမဟုတ်ဘူးမောင်းမယ်ဆိုတာသိတယ်လောဘကြီးဦးမယ်ဆိုတာသိတယ်အမားရီမြောက်မြတ်ဆိုကျူးလွန်လုံးမယ်ဆိုတာသိတဲ့ယေရှုခရစ်တော်ကသူ့ရဲ့မေတ္တာဖြင့်ကျွန်တော်တို့ကိုသိမ့်ပိုက်လိုက်တယ်ကျွန်တော်တို့ကိုခေါ်လိုက်တယ်ဘာဖြစ်လို့လဲငါတို့လုပ်တဲ့အပြစ်ချက်သူ့ရဲ့မေတ္တာတာ၍ကြီးမားတယ်ကျွန်တော်တို့ရဲ့ဘဝချီနေတဲ့သူပြုတဲ့ဂျေဇုကတာ၍ကြွယ်ဝတယ်စัจ java တစ်ခုလုံးတဲ့တာ၍ကြီးမားတဲ့ဂျေဇုတော်အဖြစ်ကျွန်တော်တို့ကိုသိမ့်ပိုက်လိုက်တယ်ဒါကြောင့်ယနေ့မှာကျွန်တော်တို့အားလုံးသိဖို့ကပါလဲဆိုတော့အပြစ်ပွားများတဲ့အရာမှာဂျေဇုတော်ကတာ၍ကြွယ်ဝတယ်ဟာလေလုယာဒါကြောင့်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းဤတင်တဲ့မိသားစုအပေါ်မှာတက်ရောက်ပါစေယေရှုနာမ၌အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်အာမင်အာမင်